ကိုနှစ်လောက်မှာဂီတာစတီးနိုင်ရတော့ခွင့်ဖျားဖြစ်ဆင်ပေးတယ်ရန်ကြီးမတင်ခဲ့ရဘူး music ကျောင်းတွေတင်တန်းတွေလည်းအများကြီးမရှိဘူးဆိုတော့ကျွန်တော်အကိုဆက်ကင်းကတင်ပေးတယ်နော်ဟိုစာအုပ်လေးဒီခွေလေးနားထောင်ရင်းနဲ့အဲ့လိုအသက်73အသက်10နှစ်17နှစ်လောက်မှာဒီလိုပဲနော်တော်တချင်းရေးတယ်ဆိုတာလဲအကြမ်းပြည့်2မျိုးရှိတယ်ပေါ့နော်ဆိုလို့မရတဲ့တချင်းနဲ့ဆိုလို့ရတဲ့ချင်းဆိုတာရှိပါတယ်နော်ဆိုတော့အစပိုင်းကတော့ဆိုလို့မရတဲ့ချင်းတွေအရင်ရေးရတာပေါ့နော်ဆိုတော့အကုန်လျှောက်ရေးတယ်နော်အကိုတွေမတွေကိုစိတ်ကောက်ရင်လဲတချင်းနဲ့ဆောင်းပြီးတော့မှရေးပြီးဆိုတယ်နော်အိမ်မှာလိုချင်တာရှိလဲတချင်းဆောင်းပြီးတော့မှဆိုတယ်နော်အဲ့လိုမျိုးနဲ့စတာပေါ့နော်အဓိကကတော့ give ဆိုတာကနော် give ဆိုတာဘယ်ကနေပဲရတယ်လဲဆိုတော့ from above ပေါ့နော်ဖခင်ကပေးတာအာမင်ဒါကြောင့်ကျွန်တော်ကတခြင်းရေးစရာဖြစ်ရမယ်ဒီလိုကျင့်မယ်ဆိုတာလည်းမရှိခဲ့ပါဘူးကိုယ့်ကိုဒီထဲမှာတခြင်းရေးနိုင်တဲ့အစွမ်းတတိဖခင်ထည့်ပေးတယ်ဆိုတာကိုဖြည်းဖြည်းချင်းသိလာတဲ့အခါမှာဒီနေ့ဆက်စုလည်းပြောသူနော်ထိုစုကျေးဇူးကိုကျွန်တော်ပြုစုရတဲ့အရာတွေရှိပါတယ်ကျွန်တော်ငယ်ငယ်တုန်းကဆိုရင်အင်တာဗျူးတစ်ခုကြည့်ပြီးတော့မှတေးရေးစရာတယောက်ကတရက်ကိုတပုတ်ရေးကျင့်တယ်ဆိုတာကြားဘူးတဲ့ဖတ်ဘူးတဲ့အခါမှာကျွန်တော်အချိန်တစ်ခုမှာနော်လနဲ့ချီတရက်တပုတ်ရအောင်ရေးမယ်ဆိုပြီးတော့ကိုယ့်ရဲ့ဖျားပေးတဲ့စုကျေးဇူးကိုပြုစုတယ်ကောင်းချင်မှကောင်းမယ်ဒါပေမဲ့လေ့ကျင့်တဲ့အနေနဲ့ကျွန်တော်အမြဲတမ်းရေးတဲ့အရာတွေလည်းရှိပါတယ်ဆိုတော့ဒီအရာတွေအားလုံးကအဆုံးမှာတော့ဖျားဘုန်းတော်ထင်ရှားဖို့တပည့်ဖြစ်ပါတယ်အာမင်ဆိုတော့နော်ကျွန်တော်တို့အဲပိုင်းနှစ်ပိုင်းလေးကိုမျှပြီးတော့မှပြောမယ်ပေါ့နော်ဆိုတော့အဓိကတော့တခြင်းအားလုံးကတခြင်းရေးမှာတော့မဟုတ်ဘူးနော်တခြင်းရေးဖို့အစီအစဉ်လည်းတိတ်မရှိတော့ဘူးတချို့တွေနော်ဆိုတော့ချို့တွေကလည်းတခြင်းရေးဖို့အစီအစဉ်ရှိမယ်နော်ရေးနေတဲ့သူတွေရှိမယ်နော် stuck ဖြစ်နေတဲ့သူတွေနော်ကျွန်တော်တို့မိတ်ဆွေဆရာတီတီပြောသလိုပေါ့နော်ကျွန်တော်တခြင်းရေးကြည့်တာတဲ့3နှစ်လောက်ရှိပြီတဲ့2ချောင်းထက်မပြီးဖြစ်နေတဲ့တဲ့နော်ဆိုတော့အဲ့ဒါသူမမဟုတ်ပါဘူးကျွန်တော်မှလည်းမပြီးသေးတဲ့ချင်းတွေအများကြီးရှိနော်ဘယ်လို chorus ဘယ်လိုရေးရမှန်းမသိတဲ့အရာတွေလည်းအများကြီးရှိပါတယ်ဆိုတော့ဒါဟိုခြုံငုံပြီးတော့မှနော်ကျွန်တော်တို့တေးရေးစရာတွေကြီးပဲမဟုတ်တဲ့အတွက်ခြုံငုံပြီးတော့မှအားလုံးဘုသူတအနေနဲ့ဂျာဘူးသွားအောင်လဲเนาะကျွန်တော်မျှပြီးတော့မှပြောပါမယ်လို့ဆိုတော့အထူးသဖြင့်တော့တခြင်းရေးမယ်ဆိုရင်เนาะအဓိကနှစ်ခုကတော့တန်စင်နဲ့စာသားပေါ့ကျွန်တော်တို့ခု hymn တခြင်းတွေဆိုရင်များသောအားဖြင့်ကစာသားတသက်တယောက်ရေးတယ်တချို့တွေကအဲ့ဒီစာသားအတိုင်းရှိနေတယ်ငယ်ငယ်တော့ဆိုကျွန်တော်နားမလဲဘူးတေးရေးဆိုကျွန်တော်တို့အုံကျွန်းသမားတွေလို့ပြောရမလားဆိုတော့တန်စင်ပါကိုပါမယ်လို့ထင်တာနောက်ကြတော့မဟုတ်ဒီ hymn တခြင်းတွေရေးတဲ့သူကတေးရေးဆရာလို့ပြောတဲ့အရာကစာသားကိုရေးတာဖြစ်နေတာနောက်မှတန်စင်ပြန်ထဲတာဆိုတော့ဟိုနေ့ကပြောတယ် how great thou art ဆိုပါဆိုရင်အဲ့ဒီချင်းဆိုရင်အချိန်တော်တော်ကြာတိဂျာမန်နာမည်ကြီးပြီးသားတန်စင်တစ်ခုကိုတွတ်ပြီးတော့မှဆိုခဲ့ကြတယ်အဲ့ကနေတဖြည်းဖြည်းပြုပြင်ပြောင်းလဲပြောင်းပြီးနောက်ဆုံးဒုတိယကမ္ဘာစစ်ပြီးမှဒီ how great thou art တချင်းစာသားတန်စင်တွဲပြီးတော့မှအခုကျွန်တော်တို့ဆိုတဲ့တချင်းဖြစ်သွားတာပေါ့နော်ဆိုတော့တန်စင်နဲ့စာသား2မျိုးရှိပါတယ်နော်ကျွန်တော်တို့တန်စီကြီးပဲရေးလို့မရအောင်စာသားကြီးပဲလည်းရေးလို့မရဘူးတကယ်လို့ကိုတယောက်တည်းရေးမယ်ဆိုရင်ပေါ့နော်ဆိုတော့ကဘာမှာအခုတော်တော်များသုံးတဲ့ worship တခြင်းတွေတော်တော်များကတော့တယောက်တည်းရေးတာနည်းတယ်3-4ယောက်ရေးတာများတယ်ပေါ့နော်နောက်သူသဖြင့် elevation တို့ပါဆိုနော် Stephen Furtick ဆိုရင် तू ကတင်းဦးဆရာကြီးဖြစ်တယ်ဒါပေမဲ့တခြင်းရေးဆရာလည်းဖြစ်တယ်နော်တီးတာလည်းကောင်းတယ်ဆိုတာလည်းကောင်းတယ်ရေးတာလည်းကောင်းတယ်ဆိုတော့တခြင်းတွေဆိုရင်4ယောက်လောက်ရေးတာများတယ်3ယောက်လောက်ရေးတာများတယ်ကျွန်တော်ကတော့လူများနဲ့တွဲရေးတာတအားကြီးမလုတ်ဖြစ်နိုင်ခဲ့ဘူးဟိုရင်တော့ကိုစတုံးပေါ့နော်အေဂျင့်မေလို့များသောအဖြစ်သိတယ်အမနော်လေ2ရဲ့အကိုပေါ့ကိုစတုံးနော်သူနဲ့တော့ရင်းနှီးတဲ့အခါကျရေးအတူရေးအောင်ဆိုနည်းနည်းပါးရေးဘူးတာပဲရှိတယ်ဒါပေမဲ့တကယ်လက်တွေ့ရေးဘူးတာကတော့ကိုဖိုးအီလို့ခေါ်တယ်နော်ဖိုးအီဆိုတာတော့ကျွန်တော်တို့ဒီမရှိဆိုတဲ့အချင်းပေါ့နော်ကျွန်တော်ဆိုတဲ့ Arabian တန်စင်နဲ့လေဟာလေလူရဆိုရေးတဲ့အကိုနဲ့တော့ကျွန်တော်တို့တငယ်ချင်းနဲ့တော့အထူးသဖြင့်ဒီကလေးသချင်းတွေတခွေကျွန်တော်တို့လုပ်ခဲ့တယ်အဲ့ဒါ3ရက်အတွင်းမှာကျွန်တော်တို့18ပုတ်ကိုကျွန်တော်တို့ညောက်ပေါင်းရေးကြတာပေါ့ဆိုတော့အဲ့ဒါတော့ကျွန်တော်ဘဝအတွက်အမှတ်တရဖြစ်ခဲ့တယ်ဆိုတော့များသောအားဖြင့်ကျွန်တော်တယောက်တည်းရေးတာများတယ်ဆိုတော့ကျွန်တော်အုံကျွန်းဖြစ်တဲ့အခါမှာတန်စင်ကိုအဓိကအရင်ဆုံးရှာမိတာပေါ့အထူးသဖြင့်တော့ငယ်တဲ့အချိန်မှာဆိုတော့စာသားတားကြီးလေးလေးနက်နက်လဲအရန်ဟိုစဉ်းစားနိုင်တာလည်းပါမလားတန်စင်ကိုအဓိကထားပြီးတော့မှကျွန်တော်တို့လုပ်တာများတယ်တန်စင်ရပြီးမှပဲစာသားပေါ့နောက်ပိုင်းကျတော့တခါလေးကျစာသားအရင်ရတာရှိတယ်အဲ့ဒီစာသားပေါ်မှာပြန်ပြီးတော့မှဖြည့်တာရှိတယ်ပေါ့နော်ဆိုတော့
ဒီအထူးသဖြင့်တော့เนาะကျွန်တော်အများတန်းဒီပါလဲပြောဖြစ်တာကျွန်တော်မြန်မာသချင်းရေးတော့မယ်ဆိုရင်ကျွန်တော်တို့ဆောင်းရံရှောင်းရံလေးအချမ်းပြင်းလေးရှိပါတယ်အဲ့ဒါကတော့သူမြန်မာစာသားမှာသူကတန်စင်မှာအဓိပ္ပာယ်ရှိတယ်အဲ့ဒါကြောင့်အခုသချင်းတယောက်ရေးလိုက်တယ်ဆိုရင်နည်းနည်းလေးအစင်မပြေဖြစ်တယ်ပြီးတော့အထူးသဖြင့် him သချင်းတွေဆိုရင်ကျွန်တော်တို့သိအစင်မပြေဘူးပေါ့နော်ကျွန်တော်တို့ condemn လုပ်ပြီးတော့မှလှောင်ပြောင်ပြီးတော့မှဘယ်တော့မှတော့ကျွန်တော်တို့him သချင်းကိုတော့ကျွန်တော်တို့မပြောဘူးဒါပေမဲ့တချို့ချင်းစာသားတွေအစင်မပြေတာရှိတယ်ဥပမာဆိုတော့ယေရှုကျွန်တော်ခေါ်ပါ၏ဆိုတကယ်တမ်းကျတော့ခေါ်ပါ၏ဖြစ်ရသူတန်စင်မှာအဓိပ္ပာယ်ကိုရှိနေတာဥပမာထားပါတော့ယေရှုဆိုရင်သူကယေရှုအဲ့လိုတန်စင်မှာယေရှုဆိုတော့ယေလို့ပြောလိုက်တာ ਨੇ ရေးတာဖြစ်သွားပြီဆိုတော့ယေရှုဆိုရင်တော့သူကအဓိပ္ပာယ်မမှန်ဘူးဖြစ်သွားတာပေါ့နော်ဆိုတော့ရေးတယ်ဆိုတော့ပြောချင်တာကိုရေလို့ပြောလိုက်ရင်လည်းတောက်တဲ့ရေဖြစ်သွားပြန်အောင်နော်ဆိုတော့ဝက်စင်လုံးပေါက်ထည့်လိုက်တာ ਨੇ ရေးလို့အတန်ပြောင်းသွားတာ ਨੇ ဒါကတောက်တဲ့ရေမဟုတ်တော့ပဲ ਨੇ စာရေးတာဖြစ်သွားရောဆိုတော့တန်စင်ပြောင်းသွားတာ ਨੇ သူအဓိပ္ပာယ်ပြောင်းသွားအဲ့ဒါကိုကျွန်တော်တို့ကမြန်မာသချင်းရေးမယ်သူကအမြဲတမ်းသတိထားဖို့လိုတာပေါ့ဥပမာအင်္ဂလိပ်ချင်းဆိုရင်တော့ဟိုက I love you ဆိုရင်တော့ I love you I love you ဘယ်လိုပဲဆိုသူကမပြောင်းသွားဘူးအဲ့ဒီအဓိပ္ပာယ်ကြီးอ่ะကျွန်တော်တို့မြန်မာလူကြတော့နော်မင်းကိုချစ်တယ်ဆိုမင်းကိုချစ်တယ်ဆိုရင်နော်ဘာကြီးလဲမင်းကိုဘာလဲမင်းကိုနော်ဆိုတော့မင်းလို့အဲ့ဒီအတန်ထွက်မှမင်းဆိုတဲ့အဓိပ္ပာယ်ထွက်တာနော်အဲ့ဒါကိုမသိတဲ့အခါကျွန်တော်တောင်တချင်းစရေးတဲ့သူကြည့်လိုက်လို့ရှိရင်အဲ့လိုမျိုးပေါ့နော်ပြောင်းဆန်နေတာပေါ့နော်စာသားတွေကနော်ဆိုတော့ကျွန်တော်ဆိုရင် copy တချင်းလို့ပြောရမလားဖျားတချင်းတွေတချို့လာအဲ့လိုတော်လကောင်းတချို့ကိုကြိုက်လို့တော်လကောင်းတပု္ပ္ပစာနှစ်ပု္ပ္ပစာရေးတာရှိတဲ့အခါမှာတော်တော်လေးခက်တယ်ဘာလို့ကိုကအဲ့ကိုသွတ်မဲ့ဒီစာသားကအဲ့ဒီတန်စင်နဲ့ကြိုက်တဲ့စကားလုံးဒါ usage ကအဲ့ဒီစကားလုံးဖြစ်ရမဟုတ်ရင်အဓိပ္ပာယ်ပြောင်းသွားဆိုတော့ရှိပြီးသားတန်စင်ထဲမှာကျွန်တော်တို့မြန်မာစာသားထည့်ရတာအရင်ခက်ဆိုတော့စာသားပေါ်မှာလိုက်ပြီးတော့မှတန်စင်ပြန်သွားရင်တော့နည်းနည်းစင်ပြေသေးတာပေါ့နော်ဒါပါတော့မင်းကိုချစ်တယ်လို့ပြောချင်ဒါဆိုရင်နာနာဆိုရင်တော့မင်ကိုဖြစ်သွားပြီဆိုတော့မရတော့ဘူးဆိုတော့လာလာဆိုတော့မင်ကိုဆိုတော့အဲ့တန်စင်ကိုသွားတော့တာနော်အဲ့ဒါကိုမဆိုလို့မရတော့ဘူးမရေးလို့မရတော့ဖြစ်သွားအဲ့လိုမျိုးဖြစ်သွားဆိုတော့အဲ့ဒါလေးတွေရှိပါတယ်လို့နော်ဆိုတော့အဓိကကတော့အဲ့ဒီစာသားနဲ့တန်စင်တွေကတန်စင်ပြောင်းသွားတာနဲ့စာသားအတိတ်ပဲပြောင်းသွားတော့အဲ့ဒါကိုကျွန်တော်သတိထားဖို့လိုတယ်ပြီးတဲ့အခါအကြောင်းအရာရေးမယ်ဆိုတဲ့အခါကျရင်နော်ဥပမာနော်ကျွန်တော်ဥပမာနဲ့ဆိုရင်ဒီနောက်ပိုင်းကျွန်တော်ရေးခွင့်ရတဲ့ဘုရားခွင့်ပေးတဲ့သရှင်ထဲမှာတော်တော်လေးကိုကျေးဇူးတော်ချီးမွမ်းပြီးအားရကျေနပ်တာတော့ Alpha နဲ့ Omega ပေါ့နော်အဲ့ဒီချင်းက music style ရောစာသားရောတန်စင်ရော music arrange ရောကျွန်တော်တို့အင်မတန်မှအားရကျေနပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းပါဝင်ပြီးတော့မှကျွန်တော်တို့ music arrange လုပ်ကြတယ်အဲ့ဒီနော်ပတ်တန်ပဲရှာတာကျွန်တော်တို့နိုင်ပေါင်းများစွာနော်ဒီမှာဆရာပေါင်းမွန်းရှိတယ်နော်ဒီပတ်တန်ကိုဘယ်လိုတီးမလဲဆိုတာကျွန်တော်တမျိုးပြီးတမျိုးရှာကြတာတော်တော်လေးကိုအချိန်ကြာဆိုတော့နည်းနည်းလေးစမ်းတယ်တေချာနာအောင်ကြည့်ရင်အဲ့ဒီမှာတီးထားတဲ့ verse pattern နော်ဒီ pre pattern တွေပြီးတော့ chorus မှာတီးတဲ့ pattern တွေ drum ပေါ့နော် drum pattern တွေကကြားနေကြပုံစံပုတ်ပဲနဲ့နည်းနည်းခက်ဆန်းဆန်းလေးကျွန်တော်တို့လှုပ်ထားတာဖြစ်တယ်ဆိုတာလည်းတွေ့ရမှာဖြစ်ဆိုတော့ကျွန်တော်တချင်းရေးတော့မယ်ဆိုရင်သူကရုပ်ရှင်တစ်ခုလိုဇာတ်ကားတစ်ခုလိုပဲနော်ဥပမာကျွန်တော်ကအဲ့ဒီတချင်းကို10နှစ်ပြည့်အတင်းတော့10နှစ်ပြည့်မှာရေးတာရေးတော့ Alpha နဲ့ Omega ဆိုတာဘုရားကအစလည်းဖြစ်တယ်အဆုံးလည်းဖြစ်တယ်သူ့ရဲ့အခွင့်မရှိဘဲနဲ့ဘယ်မှအစမပြုတ်နိုင်ဘူးအရာအလုံးပြိုပြက်သွားရင်တောင်မှပြန်တည်ဆောက်နိုင်တယ်ဘလောက်ခိုင်မာပါတယ်ပြောဘုရားကဖြိုဖျက်နိုင်တယ်ထိုဘုရားကသာလျှင်ငါတို့ရဲ့နော်နေ့ရက်တွေငါတို့အသင်းတော်ငါတို့မိသားစုတွေကိုပို့ဆောင်တာဖြစ်တယ်ဆိုတော့အဲ့ဒီသချင်းကိုရေးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရေးတော့မယ်ဆိုရင်ကျွန်တော်တို့က Alpha နဲ့ Omega ဆိုတော့အဲ့ဒီဘုရားရဲ့နော်အစဖြစ်ခြင်းအဆုံးဖြစ်ခြင်းနဲ့သူ့ရဲ့တိုက်နိုင်တော်မူခြင်းကိုရေးမှာဆိုတော့ထားပါတော့တချင်းကောင်းစဉ် Alpha နဲ့ Omega ဆိုတော့စတာနဲ့နော်
ဆိုတော့ကျွန်တော်ရေးမှာ alpha နဲ့ omega ပေါ့နော်ဆိုတော့သူကဇလန်တစ်ပုတ်မှာလဲနော်ဟိုဥမာမင်းသားနဲ့မင်းသမီးညားမယ်ဆိုရင်စတာနဲ့တခါတည်းတန်းညားလိုက်ရင်ဘာမှပြစရာမရှိတော့ဘူးနော်ကွဲမဲ့ဟာဆိုတော့တခါတည်းတန်းကွဲလိုက်ရင်ဘာမှမရှိတော့ဘူးနော်အပိုင်းတစ်ဇက်သိန်းတခါတည်းတွဲထားတယ်နော်ခုကိစကားလို့ပေါ့ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကိုသူကတင်ဆက်သွားတာနော်တန်စင်အားဖြင့် music tempo အားဖြင့် arrange အားဖြင့်စာသားအားဖြင့်ကျွန်တော်တင်သွားတယ်ဆိုတော့အရာရာလဲစာပြူနိုင်သူအရာရာလဲဆုံးသက်နိုင်တဲ့သူပြိုပြဲခြင်းအလုံးကိုပြန်တိဆောက်သေးပြူနိုင်တဲ့သူဆိုနားတော့ရဲ့ alpha နဲ့ omega လည်းမပါသေးဘူးအဲ့ဒါဘယ်သူဆိုတာလည်းမပါသေးဘူးဆိုတော့ဘာလဲနော်တချို့စကားတွေဆိုရင်တော့စလိုက်တာနဲ့အဲ့ဒီဟာကဘုံနိုင်ပြေးလွှားပြီးတော့မှဘာမှမသိဘူးအာရှုပ်ချက်တကယ်စိတ်ဝင်စားပြီးကြည့်ပြီးတော့မှအဲ့ဒါဆွဲဆောင်သွားတယ်ဆိုတော့ကျွန်တော်တို့တင်ဆက်ရတဲ့အခါမှာဒီရုပ်ရှင်တို့နော်ဇက်ကားတို့ကဗျာတို့တချင်းတို့ဒီလိုမျိုးပဲပေါ့နော်ဆိုတော့ဏိဒန်းပြီးတဲ့အခါနော်စချင်းဖြည်းဖြည်းချင်းတည်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးရှိဆိုတော့ဒါဆိုရင်အဲ့ဒီတစ်ပိုက်လေးပြီးသွားပြီနော်ပြီးတော့ဗာလဲလူညာနဲ့တွေ့တော့မမီနိုင်ဘူးတဘာဝတရားတန်နိုင်အိုဆိုသူဘိုးတော်ပြခွင့်မရှိရင်အထားမမြောက်နိုင်ဘူးဆိုတော့ဒီစာသားဆိုအရင်ကျွန်တော်သဘောကျခွန်အားရကိုတော်ဖခင်အခွင့်မရှိရင်ဘယ်ရာမှအထားမမြောက်နိုင်ဒီတကြောင်ဖြစ်လာဖို့အတွက်ဒါ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 အဲ့ဒီတန်စင်ထဲမှာဒီစာသားဝင်ဖို့ဆိုတာနော်တော်တော်ကြာကြာကိုဒါစဉ်းစားပြီးထည့်ရဆိုတော့ဒါ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 ဆိုကိုတော်ဖျက်ခွင့်မရှိရင်ဘယ်ရာမှအထမမြောက်နိုင်ဘူးကြည့်လိုက်လို့ရှိရင်အရာဆိုတဲ့နေရာမှာလဲဝတ်စင်တို့မှာသွားထည့်လိုက်ရင်အရာဖြစ်သွားမှာနော်အထမမြောက်နိုင်ဘူးဆိုတော့အဲ့မှာဝတ်စင်တို့ပျောက်ရင်လဲဘူးဖြစ်သွားမှာလေနော်ဆိုတော့ဘယ်ဟာမှမားလို့မရဆိုတော့ဘိုးတော်ပြခွင့်မရှိရင်ဘယ်ရာမှအထမမြောက်နိုင်ဘူးအဲ့မှာ alpha နဲ့ omega ဖျားသွားလို့တော့ရဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာမလုံလောက်သေးဘူးဒီ alpha နဲ့ omega ဒီဟာကိုကျွန်တော်တို့ကနောက်ဆုံးမှာဒီသူ့ရဲ့နော် climate အမြင့်ဆုံးပေါ့နော် alpha နဲ့နော်ဆိုတော့တကယ် alpha နဲ့ omega ဖျားရဲ့ဖြစ်ခြင်းကိုကျွန်တော်တို့နော်ချပြတော့ပဲကျွန်တော်တို့ဆိုတော့မယ်ကျွန်တော်တို့တင်ဆက်တော့မယ်ဒါအဲ့ဂျားထဲမှာနော်ကျွန်တော်တို့ထပ်ပြီးတော့မှဟိုတင်ဖို့ရန်အတွက်ရှိတယ်ဆိုတော့ကျမ်းပြင်းတခြင်းရေးတဲ့ခါမှာ verse ရှိတယ် chorus ရှိတယ်ပေါ့ကျွန်တော်တို့အရင်တော့တော်တော်များ verse နဲ့ chorus ပဲဒါပေမဲ့တခါလေကြာရင်ဥမာတော့ပေါ့ရာလဲစာပြူနိုင် alpha နဲ့ omega ဆိုတော့ချက်ချင်းဒီ range ကနော်မြင့်သွားတာဖြစ်တဲ့အတွက်ဂျားထဲမှာတော့ pre chorus ပုံစံမျိုးပေါ့နော် chorus မတိုင်ခင်လေးမှာလေကားတစ်ဆိုရင်တစ်ထိပြီးတစ်ထိသွားတာပေါ့ဆိုတော့ဒီကနေဒီဆိုရင်တအားဟနေတော့ဂျားထဲမှာ pre chorus ဆိုတဲ့ဟာလေးကိုထည့်လိုက်အဲ့ခါမှာနော်ပြင်းကဘရင်ခရစ်တော်the king Jesus ဘရင်ကဘရင်ခရစ်တော် the king the king ယေရှုဆိုတော့ pre ဖြစ်တဲ့အတွက်များသောအားဖြင့် pre ဆိုပြီးတော့မှ9ကြောင်း6ကြောင်း9ကြောင်းအများကြီးမရေးဘူးသူဂျားထဲမှာ chorus နဲ့ verse ကိုချိတ်ပေးတာဖြစ်တဲ့အတွက်2ကြောင်းလောက်3ကြောင်းလောက်အဲ့လောက်ပဲရေးတာများတယ်ပေါ့ဆိုတော့ pre ဆိုပြီးတော့မှ2ပိုက်လောက်ရေးနေရင်လေအဲ့ဒါ pre မဟုတ်တော့နော်အဲ့ဒါကြီးကနော်ဆိုတော့ chorus မတိုင်ခင်လေးမှာခုတာဆိုတော့ဘယင်ကဘယင်ခရစ်တော်သခင်ကသခင်ယေရှု alpha နဲ့ omega ဖျားအဲ့မှာကျွန်တော်ပြောချင်တဲ့ဒီသချင်းကိုအတိကသူ့ရဲ့ main message အဲ့မှာလာပြီဆိုတော့များသောအားဖြင့်ကိုအတိကပြောမဲ့ message က chorus မှာထည့်ကြတာများတယ်ဒါကြောင့်သချင်းတစ်ပုဒ်တို့ပြောလိုက်လို့ရှိရင် chorus ကိုပိုသတိရတယ်ပိုမှတ်မိတယ်နော်တချို့သချင်းတွေဆိုရင်သူ့ရဲ့အာသာချက်က verse မှာရှိတဲ့ခါကျတော့ verse ကိုပိုမှတ်မိတယ်ဥပမာဂျေဇုတော်များစွာခံစားရတဲ့ခိုက်ပါဆိုဒါဆိုရင်ဒါက chorus မဟုတ် verse ဒါပေမဲ့အဲ့ verse ကအရင်အားကောင်းတဲ့ခါကျတော့အဲ့ဒီဟာတခြင်းကနော်ယေရှုရှင်အမြဲရှိတယ်ဒါပေမဲ့အားကောင်းရင်ပြောပြီးဆိုဘာချင်းဆိုမလဲဆိုဂျေဇုတော်များစွာဂျေဇုတော်များစွာအဲ့လိုမျိုးပြောဖြစ်ကြတာဆိုတော့ဂျေဇုတော်များစွာအဲ့ဒါကဒီတခြင်းတစ်ခုလုံးရဲ့တကယ်ကျွန်တော်ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲ
tips တွေပြောရမလားအဲ့ဒီလိုမျိုးဟိုရေးတဲ့ခါမှာတနေရာမဟုတ်တနေရာမှာစာသားအဖြစ်လူတွေမှတ်မိမဲ့စာသားမျိုးစူးစမ်းပြီးထည့်ဥမာအဲ့လိုမျိုးပေါ့နော်ပြီးတော့ဥမာကျွန်တော်ဆိုကိုတွေ့ဆိုရင်ဆိုတော့ခေါင်းစဉ်တောင်ချွတ်ကိုတွေ့ဆိုတာသိချင်မှသိမှာဒါပေမဲ့မနေ့ပြန်ကြရင်ဘာလုပ်မလဲမနေ့ပြန်ကြရင်ဘာလုပ်မလဲနော်အဲ့ဒီဟာကအားကောင်းသွားတဲ့ခါကျတော့တချင်းတစ်ပုတ်လုံးရဲ့တကယ် main စကားလုံးကမနေ့ပြန်ကြရင်ဘာလုပ်မလဲအဲ့ဒါဖြစ်သွားနော်ဆိုတော့ဟိုနေ့ကတော့မှတူမလေးတွေမုံရွာလာတော့မနေ့ပြန်ကြရင်ဘာလုပ်မလဲဆိုမုံရွာပြန်မဲတဲ့နော်ဆိုတော့အဲ့ဒီစာသားနော်အရန်ကိုဟိုပါပေါ့နော်ဒီတချင်းလို့ပြောလိုက်တာ ਨੇ အဲ့ဒီမနေ့ပြန်ကြရင်ဘာလုပ်မလဲဆိုတာတွဲပြီးသိတာဒါပေမဲ့အများသောအားဖြင့်တော့ chorus စာသားလေးက chorus တန်စင်ကတကယ်အရှိန်အမြင့်ဆုံးစာသားလဲပြောချင်တဲ့အရာရဲ့အထွတ်ထိပ်အမြင့်ဆုံးကိုပြောကြတာများတယ်ဆိုတော့ Alpha and Omega ဗျာအလုံးစာနဲ့ဆုံးခင်ကြောင့်ဖြစ်ဒီရာတဲ့ကြီးနဲ့လင်းတော့တဲ့ယေရှုဆန်တော်သူဆိုတော့တစ်ခေါက်တည်းကြတော့နော်ဟိုမပြည့်သေးဘူးလို့ခံစားတယ်ဆိုတော့နောက်တစ်ခေါက်ပြန်ဆိုရဲ Alpha and Omega ဗျာရာအလုံးစာနဲ့ဆုံးခင်ကြောင့်ဖြစ်ဒီအဲ့မှာကျွန်တော်ထပ်ပြီးတော့ဒီဟာကိုထပ်ပြီးတော့မှနော်အမြင့်ဆုံးထပ်ပြီးတင်ကျင်သေးတယ်ဆိုတော့အဲ့ဒါကိုကျွန်တော် bridge လို့ခေါ်တယ်နော် bridge ဆိုတော့နောက်ထပ်တစ်ခုထပ်ပြီးတော့မှနော်ထပ်တက်သွားအောင်ထပ်ပြီးတော့မှဒီထည့်လိုက်တဲ့အရာပေါ့နော်ဆိုတော့ရာအလုံးရဲ့စာနန္ဒကတို့နဲ့ပြေအချင်းမြတ်ဆုံးကျွန်ုပ်တို့ရဲ့ဖရာရာအလုံးရဲ့စာနန္ဒကိုနဲ့ပြေအချင်းမြတ်ဆုံးကျွန်ုပ်တို့ရဲ့ဖရာအဲ့ဒါပဲနော်အချိန်တက်အောင်ဆိုသွားတာအဲ့မှာ music ဘိုင်းကနေပြီးတော့ရာအလုံးရဲ့စာကိုနဲ့ပြေအချင်းမြတ်ဆုံးကျွန်ုပ်တို့ရဲ့ဖရာရာအလုံးရဲ့စာနန္ဒကိုနဲ့ပြေအချင်းမြတ်ဆုံးကျွန်ုပ်တို့ရဲ့ဖရာပြောပေါ့ဆိုတော့ကျွန်တော်တူတဲ့အနေနဲ့အရန်ကိုခြေနဲ့အားရရတယ်ဆိုတော့ဘာမှထပ်ပြီးတော့မှထည့်စရာမရှိတော့လောက်တဲ့အထိကျွန်တော်အားရခြေနဲ့တဲ့စာသားတန်စင် music arrange အနေနဲ့ကျွန်တော်လုပ်ခဲ့ကြတယ်ဥပမာလမ်းမှန်မဆုံသင်းဆိုခဲ့တဲ့လမ်းမှန်ဆိုရင်ကျွန်တော်ရေးစာတော့က verse နဲ့ chorus နှစ်ခုပဲရှိတယ်တွင်းခံနီးထိတခြင်းသူ့ကိုဆိုပြတဲ့အထိအဲ့ဒီနှစ်ပိုက်ပဲရှိတယ်အဲ့ဒီနှစ်ခုပဲရှိတယ်ဒါပေမဲ့နားထောင်ရင်းနဲ့တခုခုထပ်လို့နေသေးတယ်နော်တန်စင်ပိုင်းရောစာသားပိုင်းရောဆိုတော့အဲ့မှာထပ်ပြီးတော့မှbridge လေးကိုနော်တမလွန်တွဲစိတ်ချပြီးပြီလားတမလွန်ရေးကိုစဉ်းစားလိုက်တိုင်းတွေ့ဝေနေစေဖြေရှာနေစေလားဆိုသူကျွန်တော်ရေးပေးမဲ့အဆိုတော်ရဲ့ range ကိုလည်းကျွန်တော်သိဖို့လိုတယ်ဟိုမဆုံသင်းဆိုရင်သူ့ရဲ့ range ကဒီ low ဘက်ချမ်းဖို့ပဲနဲ့သူမြင့်တဲ့ဘက်ပေါ့နော်ဟောအဲ့လိုမျိုးပေါ့ဆိုတော့ကိုကီးတို့လိုမျိုးဆက်ဆုံးဝင်းလို့ဆိုတော့အနေရောအမြင့်ရောမျှပြီးတော့နိုင်တဲ့သူမျိုးဖြစ်ဆိုတော့အဲ့သူ့အတွက်ဆိုရင်ကျွန်တော်ကချီခွေစရာများကြုံတွေ့နေလေကိုတော့ရှိနေတယ်ဆိုတော့အနေဆုံးကနေမြင့်တဲ့အခါလဲတော်တော်မြင့်သွားတာအဲ့ဒါကအနှိမ့်ပဲနိုင်တဲ့သူဆိုကျွန်တော်ရေးပေးလို့မရအောင်အမြင့်မဲနိုင်တဲ့သူဆိုလဲအဲ့ဒါဆိုလို့မရပြောချင်တာရအောင်ဆိုတော့ရတာပါဒါပေမဲ့ကျွန်တော်တို့ original လှအောင်ဆိုရင်တော့မလွယ်ဘူးပေါ့နော်ဆိုတော့ဥပမာကျွန်တော်ဆိုရင်အနှိမ့်ပိုင်းကဆက်ကီးလောက်ကျွန်တော်သိမရအောင်မရတော့ကျွန်တော်ဆိုရင်ဒီနဲ့ဆိုရတာများနည်းနည်းတင်ရတာပေါ့ခြေခွေစရာများကြုံတွေ့နေလေကိုတော့ရှိနေကျွန်တော်ရေးခွင့်ရခဲ့တဲ့အချင်းတွေထဲမှာဒီသချင်းလေးလေ music theory အရာရောသူ့ရဲ့ style အရာရောအင်မတန်ခြေနဲ့အားရတဲ့သချင်းဖြစ်တယ်။ဘာလို့ဆိုတော့ step လေးနဲ့သွားတာ
ဆိုတော့အဲ့ချင်းလေးတွင်းတော့ဆိုရင်တကယ်တော့အဲ့ဒီ style မဟုတ်ဘူးနော်တချို့ဟာတွေကဟိုနောက်ကိုရဇလန်လေးတွေရှိတယ်ပေါ့နော်ဆိုတော့တကယ်တော့အဲ့ဒါကျွန်တော်ကိုတန်းနဲ့ကျွန်တော်တို့ ਨੇ arrange လုပ်ပြီးတော့တရောနဲ့ဒီ hollow လေးနဲ့လုပ်ဖို့အကျန်းပုံစံမျိုးလဲတီးပြီးသွားပြီကိုတန်းကတီးထားပေးတယ်တရောထိုးမယ်ပြီးတဲ့ခါ hollow လေးနဲ့ဒါပေမဲ့ဆက်ချစ်ကနားထောင်တော့ကျွန်တော်တို့သူတို့အရန်နှိမ်ချတဲ့နော်တကယ်ကျွန်တော်တို့ဆရာသမားတွေဆိုတော့ကျွန်တော်ခွင့်တောင်းတယ်သူကarrange လုပ်ပြီးတော့ကိုတန်းလည်းလုပ်ထားတာဆိုတော့သူကဒါကိုတန်းကိုလည်းပြောပြီးတော့ကျွန်တော်ပြန်လှုပ်လိုက်လှုပ်ချင်တယ်တဲ့ဟာပိုကောင်းမယ်ဆိုလှုပ်ပေါ်ဘာလို့မလှုပ်ရမှာလဲလှုပ်ဆိုအဲ့ဒါနဲ့သူကလှုပ်ပြီးတော့မှတော်အချိန်ယူပြီးတော့မှသူတီးခဲ့တဲ့တခြင်းပေါ့နော် classical နဲ့ပြောင်းပြီးတော့တီးလိုက်တဲ့အခါမှာအရန်ကိုနော်ဆရာစိုးဝင်းလွင်ရဲ့အတန်နဲ့လည်းအရင်လိုက်ဖက်ပြီးတော့မှဒီ music ကလည်းဂီတာဝါသနာပါတဲ့သူတွေအတွက်လည်းတကယ်နော် lesson တစ်ခုလို့ကျင့်ရတဲ့အရာတစ်ခုလို့ဖြစ်ခဲ့တယ်ဒါကတကယ်တမ်းတော့တခြင်းတစ်ပုတ်ကောင်းဖို့ဆိုတာကတီးဆရာကတော့ရာခိုင်နှုန်းများသောအားဖြင့်ပါတယ်လို့ပြောလို့ရတယ်တချို့သောတခြင်းတွေမှာကျွန်တော်တို့ကတီးလုံးမှာရေးရတယ်နော်တီးလုံးကိုပါတခါတည်းအချမ်းပြင်းကျွန်တော်ရေးသားပြီးသားပုံစံမျိုးကျွန်တော်တို့သွားရတယ်ရှိတယ်နော်အထူးသဖြင့်rock တခြင်းတွေဘာတွေစသဖြင့်ဒါတွေဆိုသူ့ရဲ့ riff တွေသူ့ရဲ့အဲဒီ chord တွေပုံစံအလုံးတွေကျွန်တော်တို့ရေးရတယ်ပေါ့နော်ဥပမာကျွန်တော်နားခိုရတဲ့မှာဆိုရင်ကိုပွေမင်းလျံဆိုခဲ့တဲ့တွေ့ရှိခြင်းဆိုရင်အဲ့ဆိုကျွန်တော်ရေးခဲ့တဲ့ကွာအဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့အဲ့ဒါကိုဆရာချစ်ကလည်းအဲ့တီးတဲ့ခါမှာတီးတော့မယ်ဆိုတော့သူ့ဂီတာကြီးကျွန်တော်ထိုးပေးတယ်မင်းရေးတော့ဘယ်လိုရေးတယ်အဲ့တိုင်းတီးပြဆိုဟာကျွန်တော်မတီးရဲဘူးဟာကျွန်တော်ဒီလိုပဲရှောက်ရေးတာလို့ဆရာချစ်ပဲလုပ်လိုက်ဆိုတော့သူကမဟုတ်ဘူးတဲ့တချင်းရေးဆရာတွေအခြေခံပြီးတော့ရေးထားတဲ့အဲ့ဒီအလုံးတွေကအရင်ရေးကြည့်တယ်တဲ့ဒီတချင်းရဲ့အသက်ပဲအဲ့ဒါကြောင့်တီးဆိုတော့အဲ့လိုအလုံးလေးတွေကျွန်တော်ကတော့တော့ပဲတီးတတ်တာပေါ့အဲ့မှာ तू ပြန်ထွင်ပြီးတော့မှ तू အကောင်းဆုံးလုပ်သွားတယ်ပြီးတော့ကရာနီလန်နှစ်ဆိုရင်လည်းဒီကရာနီလန်နှစ်ဆိုရင်တကယ်တမ်းတော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးပြန်မြေရောက်လိုက်ပါတိတ်ကသွေးဆောင်ခဲ့လာရာနီလန်မှာအဲ့လိုမျိုးလေးအဲ့တုန်းကထုံးစံပေါ့အဲ့တုန်းကဟို kiss ထားတဲ့ style လေးပေါ့အဲ့လိုလေးလုပ်တာဒါပေမဲ့ဆရာချစ်လည်းအဲ့ဒါလည်း तू ကပြောင်းကျင်တယ်ဆိုတော့ तू ကတော့အဲ့သူ့ရဲ့လက်တံနဲ့ဒီ तू rhythm ကိုပြောင်းပလိုက်တာပေါ့နော်ပြန်မြေရောက်လိုက်ပါအဲ့လိုကျွန်တော်တို့အဲ့လိုမျိုးရေးတာမဟုတ်နော်ဒါပေမဲ့ तू ကအလုံးလေးတွေနဲ့ပြောင်းပြီးရေးလိုက်တဲ့အခါကျတော့ဒီသချင်းကတော်တော်လေးအရန်ကိုဟိုခုနပြောတော့ဂီတာလေ့ကျင့်တဲ့သူတွေအတွက်လည်းကောင်းကြီးဖြစ်သွားတယ်ဒီနားခိုရခွေရတော့ကျွန်တော်အားလုံးအတွက်တကယ်เนาะအမတ်တရလည်းဖြစ်ခဲ့တယ်ပြီးတော့ကိုမျိုးကြီးအတွက်ကျွန်တော်ရေးခွင့်ရတဲ့เนาะနားခိုရဆိုလဲเนาะတကယ်ကိုကျွန်တော်ဘဝအတွက်လည်းအမတ်တရလည်းဖြစ်တယ်ဒီချင်းလေးကများစွာလဲเนาะကောင်းကြီးဖြစ်တယ်ပေါ့လေဆိုတော့ဒီ love song တွေပြင်သချင်းတွေရေးတဲ့ခါမှာလဲเนาะခုနကတော့ကိုမျိုးကြီးနဲ့နောက်ကြမင်းရှိတဲ့မြို့အကြောင်းပြောလိုက်တယ်ကိုမျိုးကြီးကပြောတာเนาะဆိုတော့အဲ့ဒါတော့เนาะနောက်မှပဲပြောတော့မယ်နော်ဆိုတော့ခုနကြော်ပြောသလိုပေါ့နော်ဒီစကလုံးလေးမှာဘာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကြည်နူးရတာပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ထူးထူးခြားခြားဆိုရင်အသေးတစ်ချမ်းဆိုတဲ့ဟာပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့နော်ကတိကတ်တဲ့အသေးတစ်ချမ်းဆိုတော့ကျွန်တော်တို့တကယ်တော့လည်းမထားခဲ့ရဲပါဘူးနော်ဆိုတော့အဲ့ဒီဟာလေးကဘယ်လိုခေါ်မလဲ trend တစ်ခုလိုတော့ဖြစ်သွားပြီးတော့မှဒါအသေးတစ်ချမ်းပါညာဆိုတဲ့ဟာလေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီတခြင်းမှာစာသားဘာမှတ်မိလဲဆိုရင်အဲ့ဒီလိုမျိုးလေးတွေပေါ့တန်စင်ဆိုရင်လည်းနည်းနည်းလေးမှတ်မိတဲ့ပို့ပြီးတော့မှလူတွေပို့ပြီးတော့တတိထားမိတဲ့တန်စင်အချိုးကိုတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ပြီးတော့ဟိုရင်တစ်ခေါက်တုန်းကလည်းကျွန်တော် sharing လုပ်ပူတယ်เนาะအဆုံးပိုင်းလိုပဲတွေ့ရအောင်เนาะဆိုတော့ဒါဘူးတုဒအနေနဲ့ပေါ့နော်ဒါလေး sharing အနေနဲ့ဆိုတော့ကျွန်တော် worship တခြင်းထဲမှာဆိုရင်အထံတော်ပေါ့အထံတော်တခြင်းเนาะဆိုတော့ဆိုတော့ဒါဟိုလေနည်းနည်းလေးအဲ့ verse နဲ့ chorus ကြည့်လိုက်လို့ရှိရင်ဟ
တိတ်မဆိုင်တဲ့နှစ်ခုပေါင်းထားသလိုဖြစ်နော်တကယ်လဲအဲ့ဒီဟာကရှာငယ်လေးနဲ့ကျွန်တော်နဲ့ပေါင်းရေးတာပေါ့နော်ဆိုတော့ခုနပြောသလိုပေါ့ပေါင်းရေးဖြစ်တဲ့ရှာရှာပါပါရဲမှာအဲ့ဒီချင်းတပုတ်လဲပါဆိုတော့သူစပြီးတော့မှကျွန်တော်အဲ့တုန်းကသူရက်ကုန်လာရင်ကျွန်တော်အိမ်မှာတဲပြီးတော့မှအဲ့လိုပဲဖြတ်တန်းကြတယ်ပေါ့နော်မနေ့ဆိုရင်သူကစောစောထားတယ်ထားပြတယ်ဆိုလဲသူကအဲ့မှာဂီတာတစ်လုံးနဲ့သူချေးတယ်ဆိုအဲ့လိုလုပ်တယ်ပေါ့နော်ကျွန်တော်ထားတဲ့ခါမနေ့စာရေးစားကြပါညာတမနေ့ကျတော့သူကလုပ်တယ်ညီးနေတာအဲ့ဒါပဲတော်တော်ကြာနေပြီအဲ့ဒါနဲ့ဟာရှန်ငယ်ဘာဖြစ်တာလဲအဲ့ဒါဘာလဲလို့တချင်းရေးနေတာတဲ့နည်းနည်းအဲ့ verse လေးတော့ရပြီတဲ့ဒါပေမဲ့အဲ့နားမှာနေတစ်နေတယ်တဲ့အဲ့ဒါဘာလဲဆိုတော့အဲ့တော့ကျွန်တော်မှတ်ရအီးနဲ့တင်တယ်လုံးလာတဲ့ကတောင်းတာသူ့ထားတယ်ပေါ့လာပါဆုံးတော့ခေမြတ်你独的要吧？哎，小皮，哎妈，电你了，小皮。然后啊那，但是咧买的不，喏，三大咧都加的，啊那ကျွန်တော်咧ဝင်ပြီးတော့စီးမျောကြည့်တာပေါ့တော်တော်လေးမထွက်ဘူးဖြစ်အဲ့ဒါဘလို့မှသူရေးထားတဲ့ဟာနဲ့ကိုဆက်ပြီးတော့ဆက်လို့မရအောင်ဖြစ်အဲ့ဒါကျွန်တော်သူအဲ့ဆိုကျွန်တော်စိတ်ထဲရှိတယ်ဆက်ပြီးညီးကြည့်လိုက်မယ်အေးချဆိုအဲ့နဲ့အဲ့ဒီ verse တွေကတော့သူရေးတာပေါ့နော်ဆိုတော့ဥမာ verse ရဲ့ဥမာ A တဲ့ဆိုလုံးသားတွေကတောင်းတရာအလားပါဆုံးတော့တခင်မျက်နှာမြင်ချင်နေသူတယောက်ပါဒီလောကကြီးရဲ့ကောင်းဆုံးရာတခင်ရဲ့ချစ်နဲ့နိုင်ကြီးရဲ့ညီနိုင်တာပိုသီလားဆိုတော့အဲ့မှာကျွန်တော်တို့က chorus နော်ခရီးဆက်ဖို့ကနော်သူကဆက်ရတော့ပဲလေနော်ဆိုတော့ဘလို့မှမသွားနိုင်ဆိုတော့ဆုံးစားမယ်အနိုင်စားမယ်ကင်းချစ်တွေကိုတကယ်တမ်းကျတော့ကျွန်တော်အနေနဲ့စိတ်ထဲမှာပုံဖော်တာဒီလိုသွားတာမဟုတ်အဲ့ချင်းကျတော့ပြောင်းပြန်လန်ပြီးပြန်လိုက်ရေးရတာဆိုတော့ဟိုသွားနိုင်ဖို့အတွက်ကိုနော်လမ်းကြောင်းရှာရတာပေါ့ဆိုတော့တခါတည်းကျရင်အဲ့လိုလမ်းကြောင်းရှာလို့မရတဲ့ခါကျတော့တခြင်းတွေကတစ်သွားတာဒီ chorus ကိုဘလို့ဒီ verse ကအားကောင်းပြီးတဲ့ခါဖြစ်တဲ့ခါကျတော့ chorus ကဘလို့ထပ်ပြီးတင်ရမှမသိတော့ဘလို့ထပ်ရေးရမှမသိတော့အဲ့လိုဆိုတော့တခါပြန်ဖြီချပြီးတော့ဆုံးစားမယ်အနိုင်စားမယ်ကင်းချစ်တွေကိုလုံးသားနေချီးမွမ်းနေမယ်နေတာတန်တော်မှာနေရတော့ရဟာအပြင်းကဘာမှာနေရတော့ရထောင်းတဲ့ဆုံးလင်းတာပို့ပို့ပြီးလာတဲ့တန်တာဆုံးလွမ်းဆိုမြတ်မောက်တော်ဆိုတော့တကယ်တမ်းသူ့ရဲ့တန်စင်ရတော့လုံးဝအမြင့်ဆုံးတော့မရောက်သွားသလိုဖြစ်တယ် chorus ကဒါပေမဲ့ဒီ verse နဲ့ချိတ်ဆက်ပြီးတော့မှ verse ကတန်စင်ရပုံမြင့်တယ်သူ့ရဲ့ notes ကနှလုံးသားတွေကတန်တော်မှာနေရတော့တည်းဟာပြီးတော့သူကကျွန်တော်ရေးဘူးနေကြမဟုတ်ဘဲနဲ့ပေါ့နော်ရှင်းပြောရင်တော့ရတဲ့လမ်းကြောင်းတစ်ခုရှာလိုက်ရတာပေါ့ဒီသချင်းဆက်သွားဖို့ရန်အတွက်ကနော်တခြားလမ်းကြောင်းမရနိုင်တော့တန်းတန်းပဲဆိုလိုက်ရတော့တာနော်တန်တော်မှာနေရတော့တည်းဟာအပြင်းကဘာမှာကွက်တာပြောင်းသွားတယ်နေရတော့ရတဲ့ထောင်တဲ့ဆုံးလင်းတာပို့ပို့ပြီးသည်ဆိုတော့ကျတော့ဒီလိုပဲတောက်လျှောက်စုံနေလဲရမယ်တော့ရှိတယ်နော်ကွက်မပြောင်းရင်တောင်မှဆိုတော့တန်းတန်းပဲသွားလိုက်အဲ့ချိန်မှာကျွန်တော်စိုးဖို့လုပ်တဲ့ခါကျတော့ကျွန်တော်ရဲ့ဆရာတန်းတော်ရဲ့ဆရာငယ်လေးလို့အဲ့မှာဘာလို့လဲဆိုတော့တန်တော်မှာနေရတော့ရဲ့ဟာအပြေကဘာမှာနေရတော့ရတဲ့ထောင်တဲ့ဆုံးလင်းတာဆိုအဲ့လိုမျိုးသူ့ရဲ့ harmony လိုမျိုးမဟုတ်ပဲနဲ့ပေါ့နော်ဘယ်လိုခေါ်မလဲ light ဖက်မဲ့ notes နဲ့အဲ့လိုရအောင်အပေါ်ကနေအတန်တလိုင်းနဲ့ဆိုလိုက်တဲ့ခါကျတော့ဒီချင်းက chorus မှာမကြသွားတော့ပဲတဲ့သူ့တန်ပဲဆိုရင်တော့တန်တော်မှာအလုံးသားတွေကတောင်းတရဆိုတော့တကယ်တော့ကြားမှာဒါပေမဲ့အဲ့ဒီ chorus မှာကျွန်တော်ကအမြင့်တန်ဆိုလိုက်ပြီးတော့မှနော်ဆရာထောင်တောင်ကအနှိမ့်နဲ့သူကလိုက်ပြီးတော့ဆရာငယ်လေးကဒီ soprano ဆိုလိုက်တာပေါ့နော်ဆိုတော့အဲ့မှာအဲ့ဒီရှင်က chorus မှာမကြသွားပဲနဲ့ဒီတက်သွားတယ်ကျွန်တော်တို့လိုချင်တဲ့အတိုင်းတာကိုရောက်သွားတယ်တခါကျတော့အဆိုအားဖြင့်ပြန်ဖြည့်ရတာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကျွန်တော်အနေငယ် sharing လုပ်ခြင်းဖြစ်တယ်လို့နောက်ဆုံးအနေနဲ့ပြောစီခြင်းတဲ့အရှင်းတပုတ်ရှိလားကျွန်တော်ရေးရတဲ့ထက်က
ဒါလဲဟာ worship တင်တယ်မှာတော်တော်လေးနော် cherry မြို့ပြောတဲ့သူနဲ့စိတ်ပူတယ်ရောဟာတခြားဘက်ချံပိုခွန်အားရကြတယ်တင်တယ် cherry မြို့ကလည်းတော်တော်လေး range တော်တော်လေးဟာတယ်ပေါ့နော်တကယ်တော့တော်တော်လေးဟာဟိုတစ်ခေါက်ကဒီချမ Tracy သူ vocal training တခုကျွန်တော်ကြားလိုက်တော့အဲ့ချင်းရတဲ့နော်ဆာဆမ်ပြီးရေးတော့ကဇုံတွဲဆိုဖို့ဟိုအမြင့်နဲ့အနေနဲ့တအားဟာတယ်ဆိုတော့လေဇုံတွဲတချင်းရေးထားတာဖြစ်မလားလို့ပြောတယ်ကျွန်တော်သိချာတော့မမိတော့ဘူးဒါပေမဲ့ဖြစ်လဲဖြစ်နိုင်တယ်ချို့ဇုံတွဲတချင်းရေးပြီဆိုရင်ကျတော့ तू ကတကီးတဲ့နဲ့ရေးဟိုတခုတည်းရေးလို့မရဘူးပေါ့နော်မိန်းကလေးဆိုမဲ့အတန်နဲ့ယောက်ျားလေးဆိုမဲ့အတန်နဲ့ဟိုကွာအောင်တမင်သက်သက်ရေးရတယ်အဲ့လိုလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေပြီးတော့မြစ်တမြစ်ရှိသေးတယ်ကျတော့ကျွန်တော်ရေးတာမဟုတ်ပဲねဆရာဒေါမနစ်ရေးတာကျွန်တော်ဆိုတာဖြစ်ပါတယ်လို့ဆရာရှိသေးလားဘုရားချင်းတွေကအေးဘာလို့Okay God bless you မာနဲ့လုပ်လိုက်မယ်နော်အဲ့ဒီချင်းကအဲ့လိုမျိုးရေးချင်တာပေါ့နော်ကိုနိုင်ငံနဲ့ဆိုင်တဲ့ချင်းကောင်းကြီးပေးတဲ့ချင်းရေးချင်တယ်ဆိုပြီးတော့ကျွန်တော်ဆူတောင်းတာနှစ်ချီကြာပြီဒါပေမဲ့သူကြလာတဲ့အချိန်ပေါ့နော်စောင့်ရတာလည်းရှိတယ်ကျွန်တော်ဆိုရင်ဒါ sharing လုပ်ရတခါလေတချင်းရေးထွက်လာတော့မယ်ဆိုရင်နည်းနည်းသိတာတယ်စိတ်ထဲမှာဂီတာတီးပြီးတော့မှတခုခုကိုညီးကျင်စိတ်ပေါက်လာတယ်တခုခုအလိုမျိုးလေးပေါ့နော်ဟိုပေါက်ဖွာလာတော့မဲ့လက္ခဏာလေးဖြစ်လာတဲ့အခါမှာအဲ့ဒီအချိန်မှာအမိရတချင်းတွေပါတွေလုပ်ပြီးတော့ထွက်လာတာများတယ်ဆိုတော့အဲ့ဒါလေစောင့်နေတာဆိုတော့တမနဲ့မှာကျွန်တော်မနဲ့ထားတဲ့အချိန်မှာ God bless Myanmar God bless Myanmar ဆိုရကြလာတယ်ဟာဒါနဲ့ချက်ချင်းကျွန်တော်ထပြီးတော့မှနော်ဟိုကြုံတုံးကြွားရင်တော့အဲ့ချင်းကတော့သွားမတိုက်ပဲနဲ့ရေးထားတဲ့ချင်းဖြစ်ပါတယ်ဘာလို့ဆိုသွားတိုက်နေမိသွားတော့မှာလीတကယ်မှန်တယ်ပြောရရင်ခုနဟိုဘက်ခန်းမှာလောက်တာတန်စင်လေးတစ်ခုတော်တော်လေးကျွန်တော်3ခုလောက်ရတယ်ဟိုဘက်ခန်းမှာဒါပေမဲ့အားလုံးကိုကျွန်တော်တို့တခါကြရင်လေရှိပြီးသားတချင်းနဲ့နည်းနည်းစင်တာတူတာမျိုးကိုရေးထားပြီးသားနဲ့တူတာမျိုးဆိုကျွန်တော်တို့ကလုံးဝတချင်းအဖြစ်အရောက်မခံတော့ဘူးပေါ့နော်ကျွန်တော်တို့ကလုံးဝဆက်မရေးတော့အဲဒါ3ခုတော့တစ်ခုတော်တော်လေးစင်ပြေတာရှိဒါပေမဲ့အဲ့အချိန်မှာဒီဘက်နည်းနည်းလေးဒီ live တဲ့ပတ်သက်ပြီးတစ်ချက်လေးဟိုဟာဖြစ်ဖို့ပြောဖို့ရှိရတယ်ထွက်လာပြန်ရောက်တော့ဘယ်ရောက်တော့မှမသိတော့တန်စင်ရဟာဆိုတော့အဲ့လိုမျိုးလည်းရှိတယ်အဲ့တော့တချို့တေးရတယ်လေဟုတ်နာမည်တော့မပြောတော့မြန်မာပြည်မှာလည်းနည်းနည်းစီနီယာသမားတေးထဲမှာတချို့တွေတချင်းရေးနေနဲ့မပြီးတဲ့ရေမချိုးဘူးတချို့တွေကရေချိုးရင်ပျောက်သွားမှာဆိုလို့ခေါင်းမလျှော်ဘူးနော်တကယ်ရှိတယ်နော်အဲ့ဒါနော်ရေချိုးခေါင်းလျှော်လိုက်ရင်မေ့သွားမှာဆိုလို့တချင်းပြီးတဲ့အထိနော်ရေမချိုးဘူးအဲ့ဒါလည်းရှိတယ် so God bless မြန်မာတော့ရတဲ့အချိန်မှာကျွန်တော်ဂီတာနဲ့ God bless မြန်မာ God bless မြန်မာ God bless မြန်မာ amen အဲ့ဒါပဲရတာနိုင်နဲ့ချီအဲ့ဒါကိုပဲကျွန်တော်ဆိုတာထပ်တော့မရဒါပေမဲ့အရန်အဲ့ဒါနဲ့ကိုကျွန်တော်အရန်ကြေနဲ့နေပြီအဲ့ဒါဆိုတာဆိုပြီးတော့မှဖြည်းဖြည်းချင်းအဲ့ဒီချင်းလေးဖြစ်တာပေါ့နော်တကယ်တမ်းဟိုမတော်တစ်ခေါက်ပေါ့နော်ကျွန်တော်ဟိုခုနပြောတဲ့ riff လိုမျိုးလေးတွေနဲ့လုပ်တဲ့ခါမှာတကယ် original ကျွန်တော်ရေးတော့ဒီအဲ့ဒီ riff ကအဲ့လိုမျိုးလေးပါGod bless me my manထပ်ဖက်ပြီးတော့ verse တွေရေးတယ်နော် chorus တွေရေးတယ်ဒုံဝေးပွားတဲ့အတိုင်းပြေဒုံလုံးသားတို့ရင်ဒီတွေ့ခြင်းများစုဝေးရာဓမ္မပြေခုနပြောသလိုပေါ့နော် God bless မှာဆိုတော့စတာနဲ့တခါတည်းနော်အပီးပြောလိုက်လို့မရဘူးလေဆိုတော့ကျွန်တော်တို့ပြောချင်တဲ့မြန်မာပြည်ဟာဘာလဲဆိုတာကိုရင်ဖော်ပြနော်ဆိုတော့နော်တဘာဝလာတို့ပြေနေဇာတာပေါ်တဲ့အတိုင်းပြေတံပိုးပြဲလို့မရတာ
ပြီးသွားတဲ့ခါကျွန်တော်အနေနဲ့အမြင်နဲ့အဲ့လိုမျိုးရေးတာလဲဆိုရတာလဲသဘောကျတယ် The power don't come inရေလွန်မိုးခြင်းမေတ္တာရံမျိုးပေါင်းကင်ဝေးရဆူတောင်းစစ်ပွဲများလည်းကင်းစေထောင်လာငြိမ်းချမ်းဖို့လေရေနဲ့နှလုံးသားတွေကဆူတောင်း God bless Myanmar God bless Myanmar God bless Myanmar Amen God bless Myanmar God bless Myanmar God bless Myanmar Amen Kachin kaya kayin che Mama mo rakai sha Luno bao so twe Su down Kachin kaya kayin che Mama mo rakai sha Luno bao so twe Su down အဲ့လိုလေးပေါ့နော်ဆိုတော့ဒီချင်းကလည်းကျွန်တော်ဘဝအတွက်အင်မတန်မှကျေးဇူးတော်ချီးမွမ်းရတဲ့ချင်းလေးဖြစ်ပါတယ်လို့နော်တကယ်တော့ God bless Myanmar 2လိုမျိုးပေါ့နောက်တစ်ပုတ်လည်းရေးထားတာရှိတယ်အဲ့ဒါတော့ထပ်ပြီးတော့မှဒါမသွင်းဖြစ်သေးဘူးပေါ့နော်ဆိုတော့ဟုတ်ပြီဆိုတော့ကျွန်တော်တို့worship night လည်းရှိအောင်မှာဆိုတော့ဒီသချင်းလေးတွေနော်ရေးတဲ့အခါအဲ့ဒီ verse နော် pre chorus bridge စသဖြင့်ပြီးတဲ့အခါစာသားလေးတွေကျွန်တော်သတိထားမယ်ဒီသချင်းဆိုရင်ကျွန်တော်ရေးတဲ့ချိန်မှာဒီ drop ပေါ့နော်ဒီအပေါ်ဆုံးကျိုးကတကယ်တော့ E ဖြစ်ရမှာပေါ့နော် E ဖြစ်ရမှာဒါပေမဲ့ဒီ position ကိုပို့ပြီးတော့မှ power ရှိသွားဖို့ရယ်เนาะဆိုတော့ဒီ drop ဆိုတော့ဒီတန်ကိုဆိုတော့ဒီကတကယ်တော့လွတ်ကျိုးက E ဖြစ်ရမှာဒါပေမဲ့ D ဖြစ်သွားတာပေါ့เนาะဆိုတော့ဒီလိုမျိုးလေးကျွန်တော်တို့တခြင်းရေးခြင်းတခြင်း sharing เนาะဒီတခြင်းတချို့ချင်းတွေပြောခြင်းတဲ့ချင်းတွေလည်းရှိတယ်သိခြင်းတဲ့ချင်းတွေလည်းရှိနိုင်သေးတယ်ဒါပေမဲ့เนาะအချိန်အနေထားရဒီလောက်ပဲဖြစ်ပါတယ်လို့เนาะဒီဘုရားကပေးတဲ့အစွမ်းတတ္တိများအားလုံးဟာเนาะဘုရားရဲ့ဘုန်းတော်အတွက်ဘုရားရဲ့နိုင်ငံတော်ကျေပြန့်ဖို့အတွက်ဖြစ်ပါတယ်လို့အားလုံးလည်းတစုံတစ်ခုသောကောင်းကြီးမင်္ဂလာရမယ်လို့ယုံကြည်ပါတယ်ရောက်စီတိုင်းဖျားရှိကောင်းကြီးပေးပါစေ